ကြီးမားစွာတက်ရောက်လာနိုင်သည့် ICJ တရားခွင်စစ်အုပ်စုသည်၎င်းတို့အပေါ်ဆွဲဆိုထားသောရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်ခဲ့သည့်ဆိုသောဆွဆွဲချက်အား၎င်းတို့ဘာသာမြန်မာပြည်သူများအပေါ်ထပ်မံကျူးလွန်နေခြင်းဖြင့်တပ်သေးအထောက်အထားများတင်သွင်းနေပြီးဖြစ်ပါတယ်။တကမ္ဘာလုံးကလည်း၎င်းတို့အားCDA ကီလာများအဖြစ်သတ်မှတ်နေကြခြင်းတွင်ယခုလိုအမှုကိုတရားဝင်စတင်စစ်ဆေးကြတော့မည်ဖြစ်ပြီးထွက်ပေါ်လာမည့်စီရင်ချက်သည်ကဘယ်သူမပြုမိမိမှုဟုပြောရလောက်အောင်တန်တရားဖြစ်စေရပင်မလိုတော့ပေ။ယခုလာမည့်ကြားနာပွဲသည်အမှု၏အရှိကျဆုံးနှင့်အရေးအကြီးဆုံးအဆင့်ဖြစ်သည်။ဂမ်ဘီယာဘက်ကကုလသမဂ္ဂအချက်လက်ရှာဖွေရေးအဖွဲ့ FFN နှင့် IIMM တို့မှစုဆောင်းထားသည့်တပ်သေးများဂျိုဒူတပ်ပုံများနှင့်အသက်ရှင်ကျန်ရစ်သူများ၏ထွက်ဆိုချက်များကိုတင်ပြလာဖို့ရှိနေသည်။ယခုအခါတွင်မူ UK ကနေဒါဂျာမနီပြင်သစ်စသည့်နိုင်ငံပေါင်း17နိုင်ငံမှဂမ်ဘီယာဘက်မှကြားဖြတ်ပါဝင်လာခြင်းကြောင့်ဥပဒေကျွမ်းကျင်သူအများအများကဂမ်ဘီယာကိုကူညီမည်ဖြစ်သဖြင့်စစ်အုပ်စုအတွက်ခုခံချေပရန်ပုံမခက်ခဲလာမည်ဖြစ်ပါတယ်။အမှုရင်ဆိုင်ရန်လိုအပ်သည့်ခုံကြစရိတ်နှင့်ဤပညာပိုင်းဆိုင်ရာအထောက်ပံ့များနှင့်ပတ်သက်၍လည်းဂမ်ဘီယာသည်စိုးရိမ်ပူပန်စရာမလိုတော့ICJ ဤဆုံးဖြတ်ချက်သည်နောက်ဆုံးအဆင့်ဖြစ်၍အယူခံဝင်နိုင်ခွင့်မရှိအပြစ်ရှိကြောင်းဆုံးဖြတ်ခံရလျင်မြန်မာနိုင်ငံအနေဖြင့်နင်နာကြေးပေးလျော်ရခြင်းဥပဒေများပြင်ဆင်ရခြင်းနှင့်ရိုဟင်ဂျာများဘေးကင်းစွာပြန်လာနိုင်ရေးအာမခံချက်ပေးရခြင်းများဆောင်ရွက်ပေးရတော်မူဖြစ်သည်လိုင်းနာရန်ပြက်ကွက်ပါကဂမ်ဘီယာသည်လုံခြုံရေးကောင်စီသို့တင်ပြပြီးအရေးယူဆောင်ရွက်ရန်တောင်းဆိုမိတာဖြစ်သည်သို့သောထိုနေရာတွင်တရုတ်နှင့်ရုရှားတို့၏အခမ်းကဏ္ဍမှာအဆုံးအဖြတ်ဖြစ်နေပါလိမ့်မည်ထို့အတွက်လည်းစစ်အုပ်စုသည်အေယာဝတီကိုတရုတ်အားရောင်းချရန်မက်လုံးပေးလာရခြင်းဖြစ်သည်ဤအမှုသည်မြန်မာနိုင်ငံ၏ပုံရိပ်အပေါ်ကမ္ဘာအဆင့်တွင်ကြီးမားသောသက်ရောက်မှုရှိနေပါသည်ထို့အတွက်လည်းနိုင်ငံတော်အတိုင်ပင်ခံအနေဖြင့်သူမ၏ဂုဏ်သိက္ခာနှင့်အလဲလောက်ခသွားရောက်ခုခံချေပခဲ့ခြင်းဖြစ်သည်အကယ်၍ ICJ ကလူမျိုးတုံးတပ်ဖြတ်မှုမြောက်သည်ဟုဆုံးဖြတ်ပါကမြန်မာနိုင်ငံအပေါ်နိုင်ငံတကာ၏ပိတ်ဆို့အရေးယူမှုများပုံမပြင်းထန်လာနိုင်ပြီး၎င်းတို့တောင်းတနေသည့်တရားဝင်မှု legitimacy အပိုင်းတွင်လည်းဝေးသည့်ထက်ဝေးလာတော်မူဖြစ်သည် ICJ သည်အခြားနိုင်ငံများအားကြားဖြတ်ပါဝင်ခြင်းinterview လုပ်ခွင့်ပေးလိုက်ခြင်းဒီကပင်အမှုရလဒ်ကိုအဆုံးအဖြတ်ပေးနိုင်သည့်အလွန်အရေးကြီးသောအလှည့်အပြောင်းတစ်ခုဖြစ်သွားခဲ့သည်ကြားဖြတ်ပါဝင်ရန်တရားရုံးကခွင့်ပြုထားသည့်နိုင်ငံများသည် UK ဂျာမနီပြင်သစ်နယ်သာလန်ဒိန်းမတ်ကနေဒါနှင့်မော်လ်ဒိုက်တို့ဖြစ်ပြီးအခြားအစလမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တွင်နိုင်ငံတွေကလည်းနောက်ွယ်ကနေထောက်ပံ့နေကြပါတယ်ထိုနိုင်ငံများသည့်တရက်လုံးဂမ်ဘီယာနှင့်တရက်ခန့်မြန်မာတို့ကြားအမှုတွင်တတိယအဖွဲ့အစည်းအနေနဲ့ဝင်ရောက်လာမှာဖြစ်ပါတယ်။အဆိုပါတတိယအဖွဲ့အစည်းများသည့်လူမျိုးတုံးတပ်ဖြတ်မှုဆိုသည့်စကားလုံး၏အဓိပ္ပာယ်ကိုနိုင်ငံတကာစံနှုန်းနှင့်အညီပုံမကျပြန့်အောင်အဓိပ္ပာယ်ဖွင့်ဆိုချက်များတင်ပြကြမည်ဖြစ်ပြီးဥပဒေကြောင်းအရာအထောက်အထားများဖြင့်ညီသည့်အချက်များအားချိုးဖောက်နေသည်ဆိုသည်ကိုအခိုင်အမာစောဒကတက်ကြမည်ဖြစ်သည်ထို့ပြင်၎င်းတို့တွင်ရှိထားပြီးဖြစ်သည့်ချိုးထုမှတ်တမ်းများထောက်လှမ်းရေးသတင်းအချက်အလက်များကိုတပ်သေးအဖြစ်တရားရုံးကိုတင်ပြလာကြအောင်မည်လည်းဖြစ်သည်မင်းအောင်လှိုင်မှဖွဲ့ပေးထားသောဝလုံးကောင်းတွင်သာလှတာနေသည့်အတွေ့အခေါ်ရှိသည့်ကိုလှိုင်နှင့်တီရာဦးတို့အဖွဲ့အဖို့အင်အားကြီးနိုင်ငံများ၏ဒိတ်ကျဲဥပဒေပညာရှင်များနှင့်ရင်ဆိုင်ကြရပြီးတော့မည်ရခိုင်ကဂမ်ဘီယာသည်တိုက်ရိုက်ထိခိုက်နေတာသူမဟုတ်တဲ့ဖြင့်တရားစွဲဆိုပိုင်ခွင့်မရှိဤအမှုသည်နိုင်ငံအချင်းချင်းအငင်းပွားမှုမဟုတ် OIC အဖွဲ့ကိုစားစွဲဆိုခြင်းဖြစ်တဲ့ဖြင့် ICJ လောက်ပိုင်ခွင့်တွင်မပါအစာရှိသည့်ကြိုတင်ကန့်ကွက်ချက်များဖြင့်အမှုကိုပလက်ရန်တင်သွင်းခဲ့ပြီးဖြစ်တော်လေ2020ဇူလိုင်လမှာပင် ICJ ကစစ်အုပ်စု၏ကန့်ကွက်ချက်အလုံးကိုပယ်ချခဲ့ပြီးအမှုကိုဆက်လက်စစ်ဆေးရန်ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်2026ဇန်နဝါရီလတွင်အမှုကိုဆက်လက်စစ်ဆေးရန်စစ်အုပ်စုမှကြိုတင်သိထားပြီးတံပြန်ချေပလွှာကိုတင်သွင်းထားပြီးဖြစ်သည်ဟုသိရသည်၎င်းတို့အဖို့ကရခိုင်အကြောင်းပြချက်များကိုပယ်ချထားခဲ့ပြီးဖြစ်၍စစ်အုပ်စုကိုယ်စားလှယ်အဖွဲ့ကလည်းရင်းဖြစ်စဉ်များသည့်လူမျိုးတုံးတပ်ဖြတ်ရန်ရည်ရွယ်ချက်မရှိဘဲနေမြေရှင်းလင်းရေးနှင့်အကြမ်းဖက်မှုတိုက်ဖြတ်ရေးသာဖြစ်မည်ဟုဆက်လက်ချေပမည့်အလားအလာရှိနေသည်ရခိုင်ကဒေါ်အောင်ဆန်းစုကြည်မှဝီလီယံရှေးဘတ်ကဲ့သို့ဂျီနိုဆိုက်ဥပဒေကျွမ်းကျင်သူနှင့်ဗီတိန်နိုင်ငံသားရှိနေများငှားရမ်းခဲ့တော်လဲယခုအခါ၎င်းတို့ပါဝင်ဖို့ကမကျိန်းသေးတော့ ICJ ၏ဆုံးဖြတ်ချက်သည်မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့်စီးပွားရေးအနာဂတ်အပေါ်ကြီးမားသောသက်ရောက်မှုများရှိလာနိုင်ပါသည်။ဂျန်နိုဆိုက်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်သည့်အစိုးရသို့မဟုတ်နိုင်ငံအဖြစ်တရားဝင်သတ်မှတ်ခံရခြင်းသည်အစိုးရဆုံးဂုဏ်သိက္ခာကျဆင်းမှုဖြစ်သည်။၎င်းတို့၏အုပ်ချုပ်ရေးတရားဝင်မှုကိုကမ္ဘာကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများကပုံမငင်းပယ်ရန်အကြောင်းပြချက်ဖြစ်လာပေလိမ့်မည်။ ICJ ဆုံးဖြတ်ချက်ကိုအခြေခံပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်မြန်မာအပေါ်လက်နက်ရောင်းချမှုပိတ်ပင်ခြင်းသို့မဟုတ်အခြားသောတင်ကျပ်သည့်ဆုံးဖြတ်ချက်များချမှတ်ရန်ဖိအားများပုံမပြင်းထန်လာမည်ဖြစ်သည်အနောက်နိုင်ငံများသည်စစ်တပ်နှင့်ဆက်နွယ်သောစီးပွားရေးလုပ်ငန်းများဗန်များနှင့်ပုံသွယ်မှုကဏ္ဍများကိုပုံမပြင်းထန်စွာပိတ်ဆို့လာနိုင်ပါသည်
ဂျန်နိုဆိုင်းမှုနဲ့ပတ်သက်နေသည့်နိုင်ငံတွင်ယင်းနှမြုပ်နိုင်ရန်နိုင်ငံတကာကုမ္ပဏီကြီးများကတွန်းဆုတ်သွားကြမည်ဖြစ်ပြီးရှင်ရင်ဆွဲကုမ္ပဏီအချို့လည်းနှုတ်ထွက်သွားနိုင်ခြေရှိနေ၍မြန်မာစီးပွားရေးအကျပ်တဲကိုပုံမှန်နဲ့ဆိုင်လာတော့မည်ဖြစ်သည် ICJ သည်ထိုများနှင့်ရက်နေမည်မဟုတ်ပင်ကျူးလွန်ခံရသူများအတွက်မြန်မာနိုင်ငံကနှစ်နာကြေးပေးလျော်ရန်အမိန့်ချမှတ်လာနိုင်သည်ထို့သောဖြစ်လာကလူရဝဲဆွဲလဲရတခိုးထောင်ဆိုသလိုကြီးမားသောဝင်တော့ဝင်ပို့ဖြစ်လာပြီးတော့မည်